အိမ်ပြန်လမ်းမှာတလောက်ကလုံးတိတ်ဆိတ်နေတယ်ငါတို့ခြေတံဒီကိုပဲငါကြားနေရတယ်ရုတ်တရက်ဂူချန်ကန်းကအတန်တိုးတိုးနဲ့စကားပြောလာတယ်နေတခါမှအသားမစားဘူးလားတဲ့သူ့အတန်ကအော်ရှာရှာနိုင်ပြီးဘာစိတ်ခံစားချက်မှမပါသလိုပဲငါ့ကိုစူနေတာလားလို့တောင်ထင်မိတယ်အသားတွေအများကြီးစားမိလို့ပြဿနာရှာနေတာလားဆိုပြီးကြောက်စိတ်ဝင်သွားတာပေါ့တကယ်တော့ဒါဟာငါဘဝမှာအသားစားဖို့တဲ့စတုတ္တမြောက်အကျင့်ပဲအရင်ကဆိုခိုးပြီးတုံးပဲမြည်ဘူးလားရှမ်မီသားစုမှာတော့ငါဆိုငါနဲ့အမေဟာအသားဟင်းရည်တောင်မတောက်ရဘူးအသားဆိုတာစိတ်ကူးထဲမှာတော့မရှိခဲ့တာဘယ်တော့မှကောင်းကောင်းမစားခဲ့ရတော့အသားကဒီလောက်အရသာရှိမှန်းမသိခဲ့ဘူးဒါကြောင့်လဲအများကြီးစားမိသွားတာဂူချန်ကန်ကငါစကားကိုကြားတော့ခဏလောက်ငြိမ်သွားလေပြီးမှလို့အတန်ဖြူပြီးနောက်ဆိုခဏစားရမှာပေါ့လို့ပြောတယ်ငါလီအေးတွေတိုက်ခတ်နေပေမဲ့စောင်းထဲမှာသူ့စကားကိုနားထောင်ရင်းရင်ထဲမှာတခုခုအကြီးပြောချသွားတယ်လို့နှွေးထွေးသွားရတယ်ငါနေမကောင်းကြည့်နေတော့နောက်ရက်တွေမှာဆန်ပြုတ်ကျဲပဲတောက်ရတယ်တခြားဘာမှစားလို့မရဘူးဂူချန်ကန်ကဘဲကနေရလာမှန်းမသိတဲ့ပြောင်းဆန်တဲ့တကားရည်အညိုတွေကိုယူလာပေးတယ်ဒီရွာမှာဒါတွေကအရန်တန်ဖိုးရှိတာကလေးမွေးမိစားအမျိုးသမီးတွေတောင်ခွန်အားပြန်ပြေးဖို့နှစ်ခွက်လောက်ပဲတောက်ရတာမျိုးတာမန်လူတွေဆိုဝယ်တော့မဝယ်နိုင်ကြဘူးဒါပေမဲ့ဂူချန်ကန်ကအဲ့ဒီတန်ဖိုးရှိတာတွေကိုငါ့အတွက်ပဲထားပေးတယ်နွေးနေတဲ့ပြောင်းဆန်ပြုတ်ထဲကိုတကားရည်ကစွန်းထိတောက်ရတာဘိုက်ထဲမှာအရန်ကိုစိန်ရှိတာပဲအမေကလေးမွေးတုန်းကဆိုအဘွားကဆန်ဖြူပြုတ်ပဲတိုက်တာဆန်စည်းတောင်နေနေလေးပဲပါတယ်တကားရည်ဆိုတာဝေးရောဂူချန်ကန်ကငါစားနေတာကိုနေတိုင်းစောင့်ကြည့်တယ်ငါကုံအောင်တောက်တာကိုမြင်မှထက်တောက်အောင်လားလို့မေးတာသူကဘေးမှာထိုင်ပြီးငါ့ကိုစိုးရိမ်နေမျက်လုံးတွေနဲ့ကြည့်နေတတ်တယ်ငါမျက်နှာလေးသွေးရောင်ပြန်တက်လာပြီးမဖြူဖြောတော့တာမြင်မှသူ့မျက်မှောင်ကပြေတော့သွားတာငါနေပြင်ကောင်းလာတော့သူကဆရာဝန်အိမ်ကတကားကိုတော့ပြင်ပေးတယ်အဲ့ဒီညကသူ့ကိုယ်တိုင်ကန်ဖွင့်ခဲ့တဲ့တကားလေးအရင်ထက်တောင်ပိုခိုင်အောင်ပြင်ပေးခဲ့တာပြီးတော့ဆရာဝန်ကိုအိမ်ထိခေါ်ပြီးငါသွေးခုံလုံးကိုပြန်စစ်ခိုင်းသေးတယ်ဆရာဝန်ကငါတကယ်နေကောင်းသွားပြီလို့အတည်ပြုပေးမှသူစိတ်အေးသွားတာပြီးတော့ဆရာဝန်ကိုငွေပြားတွေပေးပြီးပြန်လိုက်ပို့တယ်ရက်နဲ့ကြတော့ဂူချန်ကန်ကငါနဲ့အမေကိုပြောတယ်တော်တဲ့သွားရအောင်မေတဲ့တားကောင်ကြီးကတွေ့ထားလို့သွားချောက်ရမယ်ပြန်လာဖို့ရက်နဲ့ကြာနိုင်တယ်ပေါ့လမ်းမှာစားဖို့မုန်းနေလို့ပေးဖို့အမေကိုပြောတယ်အမေကလည်းချက်ချင်းပဲမိဖို့ကြောင့်နေဝင်ဂျုံနေတော့တာပဲနေတဲ့ကမှာဝက်စီနဲ့တကားရည်တွေပါထည့်လိုက်တော့မုတ်တွေကဝါဝေးနဲ့အရန်မွေးပြီးစားလို့ကောင်းတာအမေကဖက်နှက်အောက်ခံကြားနေနဲ့ဂုံးဥထုတ်ကိုလည်းချုပ်ပေးလိုက်သေးတယ်ဂူချန်ကန်ကမုတ်တွေကိုအိတ်ထဲထည့်ဖက်နှက်နဲ့ဥထုတ်ကိုကြည့်ပြီးအမေကိုကြည့်တဲ့သူ့မျက်လုံးတွေကအရန်နူးညံ့သွားတယ်နှစ်တစ်ကောင်းတော့မယ်ဒီသားကောင်ကြီးကိုရောင်းပြီးမြို့ထဲသွားပြီးလိုတာတွေဝယ်ပေးမယ်လို့စဉ်းစားထားကြလို့ပြောသွားတယ်အမေကငါလက်ကိုဆွဲပြီးသူ့ကိုတကားဝအထိလိုက်ပို့တယ်သူခြေထောက်မတမ်းမစားနဲ့လမ်းသွားလာကိုကြည့်ရင်ရင်ထဲမှာတမျိုးကြီးဖြစ်လာပြီးမြန်ပြန်လာနော်လို့အော်ပြောမိတယ်ဂူချန်ကန်ကခဏရက်သွားပေမဲ့လက်မကြည့်ဘူးလက်ပဲရိုက်ပြပြီးအဖေမအေးတယ်အေးမိမယ်အထဲဝင်တော့လို့ပြောပြီးထွက်သွားတယ်ငါတို့9ရက်တိုင်စောင့်ခဲ့ပေမဲ့သူပြန်မလာဘူး9ရက်မြောက်နေ့မှာနှင်းတွေကျလာတယ်အစကတော့အနေချင်းပဲနောက်တော့မုန်တိုင်းလိုကိုကျလာတာခဏလေးတွင်းမှာမြေပြင်တစ်ခုလုံးဖြူဖွေးပေါ်တာပဲအမေကရင်ပြင်မှာရက်ပြီးနှင်းတွေကျနေတာကိုစိုးရိမ်ကြီးနဲ့ကြည့်နေတယ်ပြီးတော့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်လို့မျိုးငါလက်ကိုဆွဲပြီးမိဖို့ကြောင့်လည်းခေါ်သွားတယ်သမီးအိမ်မှာပဲနေခဲ့ဗိုက်စာရီတခုခုလှုပ်စားအပြင်ကိုရှောက်မသွားနဲ့နော်လို့အတန်တိုးနဲ့မာတယ်ငါရင်ထဲတုံသွားပြီတခုခုဖက်တော့မယ်လို့သိလိုက်ပြီအမေကအဖေကူကိုသွားရှာတော့မှလीအမေကအိမ်ထဲဝင်ပြီးအဝတ်ထူထူလဲဓာတ်ကိုခါမှချိတ်စီမီရင်ကိုနှင်းမဆိုအောင်အဝတ်နဲ့ပတ်ပြီးပြင်ဆင်နေတာမြင်တော့ငါအရင်ကြောက်သွားတယ်အမေရောအဖေကူရောတခုခုဖြစ်သွားမှကိုစိုးရိမ်တာငါလည်းအိမ်ထဲပြေးဝင်ပြီးဓာတ်အကွဲလေးတခုကိုအင်ကြီးထဲဝှက်ထည့်လိုက်တယ်ပြီးတော့အမေနောက်ကိုလိုက်သွားတယ်အမေသွားတဲ့နေရာငါလိုက်မှအတူတူသွားရှာမယ်လို့ပြောလိုက်တယ်ငါအတွက်ဂူချန်ကန်ကငါရဲ့အဖေအရင်ပဲရှန်ချင်းရှမ်းတဲ့အပြားကြီးပိုကောင်းတယ်အမေကိုတယောက်တည်းအနေများစေချင်ဘူးအမေကငါ့ကိုကြည့်ပြီးတက်ပြန်ချော်တယ်တကယ်လို့သူတို့တခုခုဖြစ်သွားရင်သမီးတယောက်တည်းရှင်တန်းရတာအရန်ခက်မှာဆိုပြီးငါ့ကိုပါခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်ငါတို့နှစ်ယောက်နှင်းတွေထဲမှာတောင်ကြီးပေါ်ကိုတက်သွားကြတယ်စိတ်ထဲမှာဂူချန်ကန်ကိုအိမ်ပြန်ခေါ်လာဖို့ပဲရှိတယ်အရင်ကဆိုငါတို့ကတောင်ဆက်မှာပဲထင်းကောက်ကတောထဲအထိတခါမှမသွားဘူးလူကြီးတွေပြောတာတောထဲမှာဝင်ဖို့တွေတောဝက်တွေကြားတွေရှိတယ်လူကိုလောင်ရှင်းထုတ်ပြနိုင်တယ်ပေါ့ဒါပေမဲ့ဂူချန်ကန်ကိုရှာဖို့အတွက်ငါတို့တက်တီမွေးပြီးတောနဲ့ထဲဝင်ခဲ့ကြတယ်နှင်းတွေကပိုတန်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုင်းဖြစ်လာတယ်လမ်းလျှောက်လာတာအရန်ခက်တယ်ချိုင်နေကြသွားလို့အမေကတုတ်တစ်ချောင်းနဲ့လမ်းကိုဆန်းပြီးသွားနေရတာလမ်းလျှောက်နေရင်ရုတ်တရက်လေးလဲနဲ့ခြေတန်းတွေကိုကြားလိုက်ရတယ်တခုခုကိုတရွတ်တိုက်ဆွဲလာတဲ့အတန်မျိုးပဲအမေကချက်ချင်းတတိထားပြီးဓာတ်ကိုကြစ်ပအောင်ဆုပ်လိုက်တယ်ငါလဲငါဓာတ်လေးကိုထုတ်ပြီးအမောင်ထဲကိုစိုက်ကြည့်နေမိတယ်တကယ်လို့တားရဲနဲ့တိုးပြီးအနားယူသွားရမယ်ဆိုရင်တော့အမေနဲ့အတူရှိတာမို့လို့အထီမကြံဘူးလို့တွေးနေတာအဲ့ဒီအချိန်မှာပဲအမောင်ထဲကနေလူရိတ်ကြီးထွက်လာတယ်ခြေထောက်ကနာပုံရတယ်နှင်းတွေကြားမှာအထုပ်ကြီးတစ်ခုကိုအပင်ပန်းခံဆွဲလာတာအဲ့ဒီလူရိတ်ကရင်းနှီးနေတယ်လို့ပဲငါတို့ကြောင်ကြည့်နေတော့နဲ့အဲ့ဒီလူကလည်းငါတို့ကိုမြင်ပြီးအံ့ဩသွားတယ်ငါသိလိုက်ပြီအဲ့ဒါအဖေကူပဲငါအမေလက်ကိုလွှဲပြီးအဖေလို့အော်ခင်ပြီးပြေးသွားတယ်သူ့ခြေထောက်ကိုဖတ်လိုက်တော့သူ့မျက်နှာမှာပင်မဲနေတဲ့အရိပ်ရောင်တွေနှုတ်ခမ်းတွေခြောက်ကပ်ပြီးဒီကိုယ်လုံးမှာဒဏ်ရာတွေနဲ့အနီရောင်အမတ်တွေထွက်နေလာကိုတွေ့ရတယ်သူဆွဲလာတဲ့အထုပ်ကြီးကမြေကြီးပေါ်ပြုတ်သွားကြတယ်ကြည့်လိုက်တော့အကြားကြီးတကောင်ဖြစ်နေတာချေးရကောဆိုတာသိပေမဲ့ကြောက်စရာကောင်းတယ်ဂူချန်ကန်ကငါ့ကိုကြည့်အမေကိုကြည့်ပြီးဘာလို့လာကြတာလဲလို့မေးတယ်သူငါ့ကိုဖို့ကိုစားပေမဲ့အားမရှိတော့ဘူးငါကတော့သူ့ခြေထောက်ကိုဖတ်လိုက်ပြီးသမီးတို့စိတ်ပူလို့လာရှာတာလို့ငိုတန်းနဲ့ပြောလိုက်မိတယ်အမေလည်းအနားရောက်ပြီးစိတ်ပူတဲ့စကားတွေပြောတယ်အရင်ကအဖေဟောင်းရှမ်းကြည့်ရှမ်းတုန်းကဆိုအမေကစိတ်ပူလို့စကားတခွန်းပြောမိရင်တောင်ပါရိုက်ခံရတာအဲ့ဒီလူကယောက်ျားကောင်းမဟုတ်ဘူးစိတ်ပူတာမတန်ဘူးဒါပေမဲ့ဂူချန်ကန်ကအမေကိုကြည့်ပြီးပြုံးမှုကိုးစားတယ်သူပြုံးတာကိုမိနေပုံရတယ်ဒီတစ်ခါတားကောင်ကအရန်ကြီးလို့ရှင်းထုတ်ရတာကြာသွားတာလမ်းကလည်းချောနေတော့နောက်လဲသွားတာပါစိတ်ပူအောင်လုံးမိလို့တောင်းပန်ပါတယ်တဲ့အိမ်ပြန်ဆုံးမင်းရေနွေးနွေးလေးနဲ့ထမင်းပင်ထားပေးပါအောင်လို့သူကပြောရှာတယ်လေ
သူကမြေပြင်ပေါ်ကကြားကြီးကိုပြန်မဖို့ငုံလိုက်တယ်ကြားကြီးကတကယ်ကိုအကြီးကြီးပဲအနားယူသွားပြီးတဲ့နောက်မှာပူတောင်လေးနေသေးတယ်စီးနှင်းတွေထဲမှာဘလောက်တောင်အဝေးကြီးဆွဲလာခဲ့လဲမသိဘူးသူဟာအားအင်တွေကုန်ခန်းပြီးမတက်တောင်မရက်နိုင်တော့တဲ့အခြေအနေပဲဆက်ပြီးမဆွဲနိုင်တော့ပေမဲ့ကျမတို့သားအမိကိုတော့အကူအညီမတောင်းဘူးသူတယောက်တည်းပဲအိမ်ရောက်ဆွဲသွားချင်နေတာအမေကဘေးကနေကြည့်ပြီးစိတ်မကောင်းဖြစ်နေတယ်ဦးချမ်းရဲ့စကားကိုလည်းမလွန်ဆန်ရဲတယ်လို့ဒီလောက်ပင်ပန်းနေတာကိုလည်းကြည့်မနေနိုင်ဘူးကျမလည်းကူချမ်းရပင်ပန်းနေတာမြင်တော့ရင်ထဲမှာမကောင်းဘူးဒါနဲ့ပြေးသွားပြီးကြားရဲ့ခြေထောက်တစ်ဖက်ကိုဝိုင်းကူကင်လိုက်တယ်ပြီးတော့အကျယ်ကြီးပြောလိုက်တယ်အဖေအတူတူပြန်ကြဆိုကျမတို့ဝိုင်းကူမယ်အမေကကျမကိုကြည့်ပြီးကူချမ်းအန်းကိုတစ်ချက်ကြည့်တယ်ခဏတော့တုတ်ဆိုင်နေပေမဲ့နောက်ဆုံးတော့တက်တီမွေပြီးပြေးလာကနောက်ခြေထောက်တစ်ဖက်ကိုဝိုင်းကူကင်လိုက်တယ်ပြီးတော့အတူတူပြန်ရအောင်လို့ပြောလိုက်တယ်ကူချမ်းအန်းကကျမတို့သားအမိကိုကြည့်ပြီးနှက်ခမ်းတွေတုံရင်နေတယ်ညက်လုံးထဲမှာလည်းအရန်ကိုစိတ်လှုပ်ရှားနေတဲ့အရေးအယောင်တွေတွေ့ရတယ်ခဏလောက်ငြိမ်သွားပြီးမှကောင်းပြီရဆိုတဲ့စကားတခုံးပဲပြောတယ်အဲ့ဒီလိုနဲ့ကျမတို့၃ယောက်သားအဲ့ဒီကြားကြီးကိုစီးနှင်းတွေထဲမှာအားဆိုင်ပြီးအိမ်ကြီးဆွဲလာခဲ့ကြတယ်ဘယ်လောက်ကြာအောင်လမ်းလျှောက်ခဲ့လဲမသိဘူးနောက်ဆုံးတော့ရွာကိုရောက်လာခဲ့တယ်ရွာတစ်ခုလုံးကမှောင်မဲပြီးတကားတွေအကုန်ပိတ်ထားကြပြီးကိုအိမ်ရဲ့ဝင်းထဲရောက်တော့ကြားကြီးကိုနှင်းပေါ်မှာချထားလိုက်တယ်ကျမကတော့အဖေရှင်းထုတ်လိုက်တဲ့ကြားကြီးကိုကြည့်ပြီးဂုံယူလို့မဆုံးဘူးအဖေစီပြေးသွားပြီးခြေထောက်ကိုဖတ်ထားလိုက်တယ်အဖေကတကယ်ကိုတော်တာပဲကြားကြီးကိုတောင်ရှင်းထုတ်နိုင်တယ်အဖေကအကောင်းဆုံးပဲကူချမ်းကတော့ပင်မလွန်းလို့နေရန်ကိုမှီပြီးမလုပ်နိုင်တော့ဘူးဒါပေမဲ့ကျမခေါင်းကိုတော့အသားလေးပုတ်ပေးတယ်သူ့လက်ကြီးတွေကကြမ်းတမ်းပေမဲ့အရန်ကိုနှွေးထွေးတယ်ကျမရှမ်းချစ်ရှမ်းကိုတတိယသွားတယ်သူ့လက်တွေကလည်းကြီးတာပဲဒါပေမဲ့သူကဘာမှမလုပ်ပဲပြင်းနေတဲ့သူဆိုတော့လက်တွေကမကြမ်းဘူးအမြဲတမ်းအထူးဖြော်ရည်တောက်လိုက်လောင်းကစားလုပ်လိုက်နဲ့လေတော့မလုပ်ချင်တဲ့လူအိမ်လုံးအကုန်လုံးကိုအမေပဲတယောက်တည်းလုပ်ခဲ့ရတာရှမ်းချစ်ရှမ်းကတန်လဲမတန်ပါဘူးရွာထဲမှာပြဿနာရှာပြီးလူချတာခံရရင်မျက်နှာမှာအညိုမဲတွေနဲ့ပြန်လာတတ်တယ်အဲ့ဒီခါကျခေါင်းငုံပြီးဘာမှမပြန်လုပ်ရဘူးဒါပေမဲ့ကျမတို့သားအမိကိုနှိပ်စက်တဲ့ခါကျရင်တော့အားတွေကအများကြီးပဲသူရိုက်လိုက်ရင်အမေကမြေပြင်ပေါ်လဲကျသွားရောကျမတို့သားအမိမှာအမြဲတမ်းအညိုမဲတွေနဲ့ပဲဒီရွာမှာယောက်ျားတော်တော်များများကအဲ့ဒီလိုပဲမိမနဲ့ကလေးတွေကိုရိုက်နှက်ပြီးအနိုင်ကျင့်ဒါကတဘာဝလိုဖြစ်နေတာကျမကတော့အဖေတွေယောက်ျားတွေဆိုတာအကုန်လုံးအဲ့ဒီလိုပဲထင်ခဲ့တာဂူချမ်းအန်းနဲ့တွေးမှလူချင်းမတူတာကိုသိလိုက်ရတယ်ကလေးတွေကိုကောင်းကောင်းဆက်ဆံတဲ့သူမိမကိုဂရုစိုက်တဲ့သူမိသားစုကိုအလေးထားတဲ့သူရှိပါလားဆိုတာသိလိုက်ရတယ်အချစ်ခံရပြီးကာကွယ်ပေးခံရတာကတကယ်ကိုနှွေးထွေးတဲ့ခံစားချက်ပဲနောက်တနေ့မနေ့အစောကြီးအလင်းမတိုင်ခင်မှာပဲဂူချမ်းအန်းကနိုးနေပြီးညလုံးအနားယူလိုက်တော့အားအင်တွေပြန်ပြည့်နေပုံမဲ့သူရွာထဲကနွားလဲသွားငားလာတယ်ပြီးတော့ကျမတို့သားအမိကိုနှိုးပြီးကြားကြီးကိုမြို့တက်ရောင်းကြမယ်လို့ပြောတယ်ကျမတို့လည်းချက်ချင်းထပ်ပြင်ဆင်ပြီးအနှွေးတွေဝက်ကလဲပေါ်တက်လိုက်ကြတယ်ဦးချမ်းကမြို့ကိုလှဲမောင်းသွားတယ်ရောက်တော့အလင်းတောင်ပေါက်နေပြီးနှင်းတွေလည်းဆဲသွားပြီးသူကလမ်းကျွမ်းတော့လှဲကိုအိမ်ကြီးတအိမ်ရှိမှရက်လိုက်တယ်တကားကြီးကအရန်ကိုခန့်ရတယ်အနီအောင်တကားကြီးရဲ့ကြေးကွင်းတွေရဲ့ကြောက်ချင်းတိတ်ကြီးနှစ်ကောင်ရဲ့နဲ့အရန်ကိုရှိန်မှုကောင်းတယ်ကူချမ်းအန်းကတကားသွားခောက်တော့အိမ်ထင်းတယောက်ထွက်လာတယ်ကူချမ်းအန်းကိုမြင်တော့အိမ်ထင်းကဝမ်းသာအားရပြုံးပြီးဖက်လိုက်တယ်သူတို့နှစ်ယောက်တော်တော်လေးရင်းနှီးရဲ့ပုံစံနဲ့စကားတွေပြောကြတယ်ကျွန်းမကတော့လှဲပေါ်ကနေကြည့်ပြီးအံ့ဩနေမိတယ်အဖေကလည်းဒီလောက်စကားပြောတတ်ပြီးပြုံးတတ်ပါလားလို့ကျမမှတ်မိတဲ့လောက်အဖေကအမြဲတမ်းတီတီတန်းတန်းနဲ့စကားနေတဲ့သူလေးကျမတို့သားအမိကတော့လှဲထောင်လေးမှာကပ်ပြီးကြောက်ကြောက်လန့်လန့်နဲ့ကြည့်နေမိတယ်ဒီလိုနေရာမျိုးကကျမတို့လိုလူမျိုးတွေနဲ့မထိုက်တန်ဘူးလို့ခံစားရတယ်ဦးချမ်းကအိမ်ထိန်းနဲ့စကားပြောပြီးကျမတို့သားအမိကိုလက်ညှိုးထိုးပြတယ်အိမ်ထိန်းကလှည့်ကြည့်ပြီးအထုပ်လေးတစ်ထုပ်ကမ်းပေးတယ်ကျမမယူရဲလို့ကြည့်နေတော့သူကလက်ထက်အတင်းထဲပေးတယ်အဖေကိုကြည့်လိုက်တော့အဖေကခေါင်းညှင်းပြတယ်အဲ့ဒါနဲ့မှကျေးဇူးပါဦးလေးလို့ပြောပြီးယူလိုက်ရတယ်အဲ့ဒီအထုပ်လေးကတော်တော်လေးမာတယ်ငွေစားတွေဖြစ်မယ်ထင်တယ်ဒါကတမိုးကြီးလုံးနဲ့ဆိုပြီးအဖေကိုပြန်ပေးမယ်လို့တော့အိမ်ထိန်းကလာကူမင်းမှာတကယ်ကိုလိမ္မာတဲ့သမီးလေးရထားတာပဲဆိုပြီးပြောတယ်ပြီးတော့ဒါကအဖေအတွက်မဟုတ်ဘူးသမီးလေးအတွက်မုတ်ဝယ်စားဖို့ပေးတာလို့ပြောတယ်အဖေကလည်းခေါင်းညှင်းပြလို့ကျမအဲ့ဒီအိမ်လေးကိုအင်ဂျီထဲတိတိကျကျဝတ်သိမ်းထားလိုက်တယ်အဲ့ဒီနောက်အိမ်ထိန်းကကြားကြီးကိုအထဲတဲသွားခိုင်းပြီးဈေးဖြတ်ဝယ်လိုက်တယ်အဖေကိုအထဲမှာအထူးဖြော်ရည်တောက်ဖို့ဖိတ်ပေးမဲ့အဖေကညှင်းလိုက်တယ်အိမ်အတွက်ပစ္စည်းတွေဝယ်စရာရှိလို့နောက်မှတောက်ကြမယ်လို့ပြောပြီးထွက်လာခဲ့တယ်မြို့ထဲမှာပစ္စည်းတွေရှောက်ဝယ်ကြတယ်အရင်ဆုံးဝန်တန်ဆိုင်မှာအဝါစားကြတယ်အသားဝန်တန်ကြီးကြီးသုံးမကန်မှပေးတယ်အနံ့ကတင်တကယ်ကိုမှုေးနေတာပဲအမေကတော့ဒီလောက်ကောင်းတာမျိုးတစ်ခါမှမစားဘူးတော့မစားရဲပဲကျမကိုပဲအကုန်ကြွေးချင်နေတယ်ဒါပေမဲ့အဖေကတားတယ်အများကြီးစားရင်ပိုက်နားလိမ့်မယ်လို့ပြောတော့မှအမေကသူ့ဘက်ကန်ကိုသူစားတယ်တကယ်ကိုအရသာရှိလိုက်တာစားပြီးတော့အမေလည်းမျက်နှာလေးကြည့်လင်လာတယ်ပြီးတော့ဈေးထဲမှာအသားတွေချက်သွန်တွေဂျုံမုံတွေနဲ့လိုအပ်တာမှန်သမျှအကုန်ဝယ်တယ်အဖေကပတ်စံကိုနှမျောမနေပဲအကုန်ဝယ်ပေးတယ်နောက်ဆုံးအဝတ်ထည်ဆိုင်သွားတယ်နှစ်တကူမှာအသစ်ဝတ်ရမယ်ဆိုပြီးအိယာခင်းတွေအင်ဂျီတွေဝယ်ပေးတယ်အမေကတော့နှမျောလို့ညင်းနေသေးတယ်ကျမလည်းအရင်ကအဖေပေးထားတဲ့အဟောင်းတွေပဲတော်ပါပြီလို့ပြောပေမဲ့အဖေကတော့အတင်းဝယ်ပေးတယ်အရင်ကပတ်စံမရှိလို့အဟောင်းတွေပေးခဲ့ရတာအခုတော့အစ်စ်တွေဝတ်ကြလို့ပြောတယ်အမေလည်းနောက်ဆုံးတော့စိတ်တိုင်းကြရွေးလိုက်တယ်အဖေအတွက်အပြာရောင်ပိတ်စလေးရွေးပေးပြီးကိုပေါ်မှာတိုင်းကြည့်တော့အဖေကရှက်ပြီးနိုင်ရက်တွေတောင်နေရဲသွားတယ်ပြီးတော့ကျမကိုမပြီးပကုံးပေါ်တင်ထားလိုက်တယ်အငင်းကနေမျိုးအလှကိုကြည့်ရတာတကယ်ကိုပျော်စရာကြီးပဲကျမအကျယ်ကြီးရေမောနေမိတယ်လမ်းမှာတခြားရုပ်တွေမုံတွေလည်းအများကြီးဝယ်ပေးသေးတယ်ကျမအတွက်စစ်သူကြီးပုံစံတခြားရုပ်လေးဝယ်ပေးတယ်အမေနဲ့ကျမအတွက်စပင်ကလစ်တွေပန်းတွေလည်းဝယ်ပေးတယ်ဆိုင်ရှင်ကမင်းမိမနဲ့သမီးကအရန်လာတာပဲလို့ပြောတော့အဖေနဲ့အမေနှစ်ယောက်လုံးရှက်ပြီးခေါင်းငုံသွားကြတယ်ဒါပေမဲ့သူတို့မျက်နှာမှာပြုံးနေတာကအရန်ကိုချုံမြင်လုံးနဲ့ပစ္စည်းတွေအပြည့်နဲ့အိမ်ပြန်လာတဲ့အခါမှာကျမကတော့တခြားရုပ်လေးကိုကင်ပြီးမစားရဲပဲကြည့်နေမိတယ်ဒါဟာကျမဘဝမှာအပျော်ဆုံးနေပဲအဖေရောအမေရောရှိပြီးအလိုလိုက်တာခံရတာအိမ်မက်လိုပဲလမ်းမှာချမ်းရင်ရှိကဖြစ်တော့အဖွားကရင်နှွေးနဲ့အဝေးရှောင်နေတာတွေ့တယ်အော်သူလဲရင်နွားဒီနဲ့ရှော်ရမှန်းသိတာပဲဒုတိယဦးလေးကတော့ဘာမှမလုပ်ပဲနေပူစားလုံးနေတယ်သူကအသက်30ရှိပြီးမိမမရှိဘာမှလည်းမလုပ်ပဲအိမ်မှာပဲစားတော့ပြီးရှောက်သွားနေတဲ့လူကျမတို့သားအမိကို32ပြားနဲ့ရောင်းစားပြီးကလေးကသူကပိုတော်ပြင်းနေသေးတယ်အဖွားကတော့ရွာထဲမှာကျမတို့သားအမိကပြင်းတယ်လို့အမြဲပုတ်ချပေမဲ့တကယ်ပြင်းတာကဒုတိယဦးလေးပဲလေအဖွားကတော့သူ့သားကိုဘယ်တော့မှမဆူဘူးကျမကတော့တကြားရုပ်လေးကင်ပြီးလှဲပေါ်ကနေကြည့်နေတာအဖွားနဲ့ဦးလေးကကျမကိုအင်ဂျီအစ်စ်တွေမုံတွေနဲ့မြင်
တော့မယုံနိုင်တယ်လို့မျိုးမနာလိုတဲ့မျက်လုံးတွေနဲ့လှမ်းကြည့်နေကြတော့တာပဲ